န်နဲ့ငွေဖြတ်တဲ့ line ကတုံးနေတဲ့သူထဲမှာမှ KT iPhone KT Sky Life ဆိုတဲ့ brand လေးကိုတုံးနေတဲ့သူအတွက်ဒီID လုံးမဲ့နီလန်းလေးတွေပြပြချင်ပါတယ် ID နဲ့ password လုပ်ပြီးတော့လို့ရှိရင် web guide လောက်တာလို့ပြောခေါ်တာပေါ့နော်ဒီ member ဝင်တဲ့သဘောပေါ့အဲ့ဒါလေးလုပ်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့အချက်လက်တွေအကုန်လုံးကိုဒီ application ထဲကနေပြီးတော့မှဝင်ပြီးကြည့်လို့ရတယ်အရင်ဆုံးဒီ Sky Live ရထည့်လိုက်လို့ရှိရင်App Store app download လုပ်တဲ့နေရာရဲ့ Play Store နေရာမှာရထည့်လိုက်ရင်ဒီ application လေးပေါ်လာမယ် down ပြီးသွားလို့ရှိရင်ဝင်ချင်းမှာဒီလိုမျိုးပေါ်မယ်ပေါ့နော်အဲ့တော့ကိုအင်္ဂလိပ်လိုပေါ်တယ်ဒုက္ခပဲsign up ဆိုတဲ့ဟာလေးကိုလုပ်မယ်နော် sign up နေမယ်အင်္ဂလိပ်လိုလည်းပေါ်တယ်sign ခခအိုးလည်းရတယ် ID password နဲ့ sign မယ်ဆိုတဲ့ဟာခခအိုးကကြောင့်မြန်မာတွေတိတ်မသုံးကြလို့ဒီအောက်ကတကူနေပြီးရင်1번 회원 한국인ဒီမှာအောက်ဆုံးကဟာ sign up ကိုနေအင်္ဂလိပ်လိုပေါ်တယ်အင်္ဂလိပ်လိုမရဘူးဒီဒါလေးကိုမှတ်ချစ်လိုက်ရင်အောက်ကဟာအကုန်လုံး auto မှတ်ချစ်ပြီးသားဖြစ်သွားမယ် next ကိုသွားမယ်ပြီးတော့ရင်ဒီဟာbonnie engine လို့ခေါ်တဲ့ကိုကဘသူမှန်ကြောင်းစစ်ဆေးတဲ့ဟာလေးပေါ့နော်ဒီဟာလေးကို mobile ဟာကိုနိုင်မယ်ပြီးတော့ရင်ကိုရဲ့ဒီတုံးနေတဲ့ line က KT ဆိုလို့ရှိရင်ဒီလိုမျိုးဒါ line ကြီးထဲကဖြစ်တယ်ဆိုတော့ဒီဟာကိုမရွေးဘဲနဲ့ဒီ iPhone ကိုရွေးလိုက်မယ် iPhone ရွေးရှိချောက်ခက်ကြီးပြီး iPhone အောက်မှာမှ KT လေးကိုရွေးလိုက်ပါပြီးရင်ဒီအောက်ဆုံးကမှန်ချစ်အကုန်လုံးကိုချစ်မယ်ဟွက်ကင်းနိုင်မယ်ပြီးလို့ရှိရင်문자로 engine ကိုနှိပ်မယ်ဒီ pass လေးကိုမတော်ဘူးနော်문자 engine ကိုနှိပ်မယ်ဒီ pass ကဘေးစားတယ်တချို့ဒီလိုမျိုးပေါ်လာပြီးတော့မှဒါကိုတော့လောက်လိုက်လို့ရှိရင် application ကြီးတွေပါရှိတယ်문자 로 engine ဟောက်ကိုနှိပ်ပြီးရင်ဒါကိုယ့်ရဲ့နာမည်လေးကိုရိုက်ချင်မယ်ဒါ ID number 86လုံးပေါ့နော်နှိပ်ထည့်ပြီးတော့နောက်ကတလုံးပဲနှိပ်ရပြီပြီးရင်ကိုယ့်ရဲ့ phone number နှိပ်မယ်ပြီးရင်ဟွက်ကင်းကိုနှိပ်မယ်နှိပ်လိုက်ရင် message လာမှာပေါ့နော်ကုတ်လေးဟိုမှာကုတ်လာပြီခွန်46446ဟွက်ကင်းကိုနှိပ်ပြီးတော့ရင်အမ ID ရွေးခိုင်းတယ်ကိုလုတ်ချင်တဲ့နာမည်လေးကိုရွေးပေါ့နော်မို့လုတ်ကြည့်မယ်ဒီမှာ check ရတယ်ပြီးရင် password ကိုနှိပ်မယ် password ကကိုလုတ်ချင်တဲ့ password လေးကိုနှိပ်လိုက်ပေါ့နော်ကိုလုတ်ချင်တဲ့ password ကိုရွေးပြီးတော့ email ကကိုယ့်ရဲ့ email ရေးထဲမှာmarketing ဘာညာမယူ marketing ဒါလည်းဖြုတ်ချလိုက်မယ်ရတယ်ဆိုရင်မရွေးတာကောင်းတယ်မဟုတ်ရင် message တွေပါညာလာတယ်များလို့ next ကိုသွားမယ်ဖုန်းနံပါတ်ရေးခိုင်းရမလားဖုန်းနံပါတ်ရေးခိုင်းတယ်လားခဏလေးဖုန်းနံပါတ်ရေးခိုင်းတယ် next ကိုသွားမယ်ဆိုရင်ဒါရပါပြီပေါ့နော် ID လောက်တာလွတ်လေးဟုတ်ရပါပြီအဲ့ဒါကို log in ဝင်ကြည့်မယ်ခုနလောက်ထားတဲ့ ID နဲ့ဒါဆိုရင်အကောက်လောက်တာပြီးသွားပါပြီဒီလိုမျိုးအကောက်လောက်ပြီးတော့လို့ရှိရင်အထက်မှာလေးပါညာခွိကွာတွေဝင်စစ်လို့ရပါတော့ဒီမှာကျမကတော့မိုတူချုံပွန် 1OGB ကိုတောင်းနေရပါတော့ဒါပါညာသူရေးရထားရှိအသေးစိတ်ကြည့်တဲ့ဟာကတော့နောက်ဗီဒီယိုကြမှာချက်တင်ပြမယ်နော်လောလောဆယ်အကောက်လုံးလေးကိုဒီမှာပဲရလိုက်ပါမယ်ဒီတိုင်းကြည့်ပြီးတော့လိုက်လို့ရတယ်
မခက်ဘူးเนาะလွယ်လွယ်လေးအလုံးအဆင်ပြေပါစေ